Okay ဆိုကျွန်တော်တို့ရင်တော့ဟောင်းကောင် VPN ကိုခံပြီးတော့ Chrome account ဖွင့်ပါနော် Okay ဆိုဒီမှာကျွန်တော်တို့ app ထဲကိုဝင်လိုက်ရင်ဆိုဒီမှာလောလောဆယ် account က free account ဖြစ်နေပါနော် Steven Line ဆိုပြီးတော့ free account ဖြစ်နေတယ်ဆိုတော့ဒီမှာtry now ပေါ့နော် free ဟောလေးပေါ်လာဒီကောင်လေးကိုနှိပ်ဆိုဒီမှာသူကfree for 3 days ဆိုပြီးပြောထားတယ်ဆိုတော့ဒီကောင် start free for 3 days ကိုနှိပ်ဒီဆိုဒီမှာကျွန်တော်တို့3ရက် free တောင်းအောင်ပါနော်ဆိုတော့ကိုယ့်က visa ကတ်ချိတ် visa ဆိုရင်လည်းရတယ်ဟိုဒီမှာကျွန်တော်ချိတ်ထားပါနော်ဆိုတော့ကျွန်တော်ဒီမှာတစ်ခါကတ်ပါချိတ်ပြလိုက်မယ်โอเคဆိုတော့ဒီမှာကျွန်တော် app ကတ်ကိုနှိပ်ကတ်မရှိသေးတဲ့လူတွေကဒီမှာ app ကတ်ကိုနှိပ်โอเคပြီးတော့ရင်ဒီမှာကတ်ထည့်မယ်ပေါ့နော်တော့ Shopify ကတ်ပဲထည့်မှာပါပြီးတော့ဒီမှာဒါကခုနကျွန်တော်တို့ထည့်ခဲ့တဲ့ကတ်ပါ subscribe ကိုနှိပ်ပြီးတော့ဒါကရတော့ပြီ Okayဒီဆိုဒီမှာကျွန်တော်ရသွားပြီပေါ့နော် Chrome ကိုဒီမှာ Chrome ရပါပြီနေโอเคဆိုရင်ကျွန်တော်တို့အခုဆိုရင်ဒီမှာSuper Chrome ဖြစ်သွားပါပြီ Super Chrome ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့တစ်လရအောင်တော့ဆိုရင်ဒီအောင်ဆုံးကကျွန်တော် setting ကိုနှိပ်ပါနော်setting ဒီမှာ Super Chrome ဟောဖြစ်နေပါတယ် update manage subscription ကိုနှိပ်ပြီးတော့ဒီမှာ manage your billing ကိုနှိပ်လိုက်ပါအဲဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့5လပိုင်း3ရက်နေ့ကြာမှာကျွန်တော်တို့ပေးရမှာကျွန်တော်တစ်လရသွားပြီဖြစ်ပါတယ်